Katie. Oh, bakal ya sih lo. Man, I can't do no bound. I need to be down with her. Kau orang nak kamu biar mana? Hale, yang I like me coaching you. Kau bawa ha, ngani beru yang kau meleleh sound ni. Nah, you can't back okay to us as she. I construction loading it. Ni let the Daniel Malia do loading it to show me. I'm out penny. Kau ni beru tahu meleleh kau biar. Now, Jum of your loom of your no. I'm never watching now. Hale, name out la. Oh, malah awak lawa mau ha. Kalau leh so ni yang ay. Ni yang I just something against suro. Ni like boom as rang I young bida. Jadi, asal leh ngamen kan tahu dah pesan halai mana? Apa yang lain? Eva.ဟုတ်တယ်ကျွန်မခဏလေးပြေးထွက်လာတော့မှာဟုတ်ပြီအဲ့ဒါကျွန်မခဏလေးထွက်လာပြီနော်ဟုတ်ညာနော်ဘာလို့လဲတော့ကောက်ဖို့တင်နေလဲဒီမှာပတ်စံလို့လဲဆိုတာဘာလို့မှမလုပ်ဆောင်ဘူး ဟုတ်ညာရဲ့ကျွန်မခီးတော့ပါပဲဒီမှာဒီပတ်စံတွေပါဓမ္မလေးယူရမှာဟောတူကောက်ဖို့တင်တော့မိုက်တော့ဒီမှာလိုက်ပြီးတည်နေရတယ်ဟာလေဒါမှကေတီနဲ့မှာဆိုလို့ မမကြီးကဒုမုံလည်းဒီမှာကြီးလာပြီအဲ့တော့မမကြီးမကြိုက်တယ်ဆိုတာဒီမောင်သိတာပေါ့ဒုမုံလမ်းမှာလေအိမ်ငယ်မှာဆိုလို့တိတ်နေတယ် ကဲဟုတ်ပါပြီအဲ့ဒါဒီတောက်ပါနော်အဲ့ဒါလည်းတော့ဒီတောက်မယ်နော် ဟောအန်တီ Katie ရှိလားဗျာ မရှိဘူးကွာ ကျွန်တော်ဖုန်းဆက်လို့မရလို့ဗျာ သူကလောကိစ္စရနေမအားဘူးလေအခုလည်းမရှိဘူးခရီးသွားတယ်အော်အန်တီအဲ့ဆိုကျွန်တော်ပြန်လိုက်အောင်မယ်နော် ကောင်းပါဘူး အန်တီကတော်ချင်းမုံနော် ဟ
ငါခီးထွက်လာလို့ဟာအော်အဲ့ဒါတော့ဒီမဲ့နေအစင်ပြေအောင်ကြည့်လို့ထားလိုက်လေဟာငါပြန်လာနေကိုတက်လုပ်လိုက်မှာပေါ့အော်အေးဟုတ်ပြီအဲ့ဆိုဒါပဲနော်ဒီ location လေးနဲ့လေဇက်ကလေးတွေကအရန်ကိုလိုက်ဖက်တာဆရာမရဲ့ဇက်လေးထဲမှာစီမျောတော့ရတယ်လို့ခံစားရတယ် အဲ့ဒါဒုစရာမှာပဲလေဒုစရာမှာပဲကိစ္စအောင်မဆိုတီတီကြကြတီတီတက်တက်လှလှပပကို ကဲတော်ပါတော့မိတူရဲ့နေငါ့အောင်မြောက်တာနဲ့ငါကောက်ခါမှုပေါ်ရောက်တော့မယ်နော်ခု highway လမ်းမှာဒီမှာနေငါဘာမှကြွေးကြရမရှိဘူးကဲနောက်မှာရေဘူးပါတယ်ရေပဲတောက်နေ မဟုတ်ပါဘူးဆရာမရဲ့တူတူကလေကိုဆရာမတီကြသေးကြအကြောင်းကိုပြောပြနေတာ မင်းစားကျင်တယ်ပေါ့ မေဒီမျိုးလေးမှာမမကြီးနေတာလေ အော် မတို့ location ကြည့်ပြီးရင်တော့မမကြီးအပြန်ခဏဝင်လာအောင်မယ် ကောင်းတာ ကောင်းတယ်ပြောစရာကြီးတလက်စားတဲ့ခီးထွက်ပြီးသားဖြစ်တာပေါ့ ရွာကိုရွာတငယ်ထောင်ချင်းတယ်ပေါ့ ဖြစ်လေ ဟမ် မမကြီးဖုန်းခဏခေါ်ကြည့်လာအောင်မယ် ဟုတ်လားဟုတ်ပါဘူးလေတော်လို့တယ်ဟုတ်လား 好的，没对我。 哦多爬对马的多爬对马的这有嘛样子哦，我，他们没对我。哇你哦这个俺们干一个鼓励那你干是干这个哇就啊不靠我干个啥呀？啊，呀，还会。တူ ဟုတ်ဆရာမ မမကြီးလည်းဖုန်းမကင်ဘူး မမကြီးမအားလို့ဖြစ်မယ်တို့သွားကြည့်လိုက်မယ်လေ အေးလေဒီ location လေးပတ်ကြည့်ပြီးတော့မမကြီးဝင်ကြည့်လိုက်မယ်လေနော် ကောင်းတယ် မလေးသူမကောင်းတာဘာရှိ ဆရာမ 说哎你说啊哎别了哦你们对吧哎你哎你错哎错哎哪里错啊好错嘛哪里错嘛你发现别人的照片了？မဟုတ်ပါဘူးအင်းလေးကိုကြည့်တာ 我你好，不用别人不去了。哦ကျွန်တော်လူတွေပါသူ့နာမည်ပါတော့လေအိမ်မှာကားလေးပါတော့ပေါ်ထားတာမမလေးကလာမဆိုးချင်တယ်အိမ်မိုးလေးကတူဆော့ပေါ့ 妈妈，我公婆的，妈妈公婆干了飞机要来了。 ဟုတ်ပါလေအိမ်မှာကြံခဲ့တာမလေးခရီးသွားလာ 给好吧，25年那个从路线下来了的嘛。给，你妈妈来给这家人说，听了你妈聊来你家呢。အော်ဟိုဒါနဲ့ဆရာမဆရာမ
မှာပြောတော့ရန်ကုန်အတွက် location ကြည့်ပြရတယ်ရန်ကုန်တက်မြန်မယ်ဆို ဆက်စမှာဇညုခွဲဖို့ရှိသေးတယ်ချိန်နောက်ကြပုံမှာပေါ့ နောက်ကြကြဟာအဲ့ငါပြန်လာမှဆက်ရမယ် ဒါဆိုမင်းသားမင်းကြီးတွေချိန်ထားတာရော ဒီတော့ရှာရှိတာပဲဟာမပြန်နေပြန်ငါညလိုက်မှာအဲ့ လေးတယ်ပဲမှာလူလူကြည့်နေတာတော့ဘာညာတော့ဘယ်လိုလဲတော့ရတော့လို့တော့ ဒီဟာကိုယ်လိုသဘောထားပြီးပြင်လဲတော့တော့ဆက်အောင်ဟုတ်တယ်ဟုတ်တယ်အဲ့ဒီပေါ့ဒီမှာခင်းနေတယ်တုံးတုံးဆက်တောင်းနေလို့နော်ကျဲလိုက်ဖို့လည်းမမြင်နဲ့ဘူး ဘုံမလေးလမ်းမှာရေတောက်တယ်ဟုတ်တယ်နော် မမကြီးပြင်လာရင်ကျမလာသွားတယ်ဆိုတော့ပြောဖို့မမြင်နဲ့ဘူးနော်ဒါချင်းမောကျမခုနကဘာပြောသွားလဲဆိုတာချင်းပြောပြပါဦး မကြီးလာလို့ရှိရင်မလေးလာတယ်ဆိုတော့ပြောခိုင်းတာ နောက်တစ်ခုရှိသေးတယ်ကျမမမကြီးကိုဖုန်းဆက်တာဖုန်းမကင်ဘူးဆိုတဲ့အကြောင်းပါသင်ထည့်ပြောပြီးဟုတ်ကဲ့ပါ ဒီတယောက်လည်းဘာဖြစ်နေသေးပါဘာလို့လဲတွေ့မခံမဖုန်းဆက်တာလည်းမကင်ဘူးမင်းမတွေ့ချင်လို့ချောင်းနာနေပါဗောအဖေကရှင်းရှင်းလေးပဲငါလည်းကီတီပေါ့ဘာပြမှမလုပ်သားပါဘူးကွာတကယ်လို့အဲ့လိုဆိုရင်လည်းစက်ကဖုန်းလေးတော့ကင်နေပါကွာဟာကိုကလုပ်ငန်းရှင်မင်းကအလုပ်မရှိကင်မရှိကိုကလည်းကိုစဉ်းစားကြည့်အောင်လေဒီကမှနေပြီခိုင်းတဲ့လုပ်လေးတွေပဲလုပ်နေချင်တာသူ့တန်လေးတွေသူ့မျက်နှာလေးတွေမကြားရဘူးငါမနေတော့ဘူးကွာမင်းတော်တော်ဖြစ်နေတာအဲ့လောက်ဖြစ်နေလေဒီတစ်ခေါက်ခရီးရပြန်လာရင်ဖွင့်ပြောလိုက်ပေါ့ကွာဟိုဘက်ကလက်ခံမင်းတို့အဆင်ပြေတာပေါ့အေးကွာဒီကခရီးရပြန်လာရင်တော့မိုင်းလည်းမသူ့ကိုဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်းလေးဖွင့်ပြောလိုက်တော့ကွာသူများဘာလုပ်နေရလဲ ဟ
ပတ်စံကိုယူထားရင်အဲ့အလုံးမှာတာဝန်ကြီးရမယ်ဆိုတော့ရှင်တို့သိရလား သိပါ ကျမပြန်လာတာကိုတော့မမြင်ရလောက်ရှင်တို့အဲ့လောက်တော့လုပ်ပြီးများနေရလား ဟိုကားမတွေ့တော့လေမမကြီးလာတော့အံ့ဩနေတာပါ မမကျွန်တော်စကားတစ်ခါမှပြောပြတာအမလေးကဒီလိုလာပါတယ်ဒါကျွန်တော်ကအမလေးကြည့်တော့ပြောလိုက် အိမ်မှာရှင်တို့ဖြစ်ချင်တိုင်းဖြစ်ပြက်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးကျမအားလုံးသိပြီးတော့ရှင်တို့ရမ်းချမ်းသာခြင်းကြရမ်းချမ်းသာခြင်းလေဆိုတော့ကိုယ်တိုင်ကြိုးစားတတ်ရတယ်ရှင်သူများရဲ့ချမ်းသာကြွယ်ဝမှုရှင်တို့အချောင်လိုခြင်းလေဆိုရင်ရှင်တို့ကိုရှင်တို့ဒါလဲဆိုတာရှင်တို့သိမှာ မကိတိရှိလားရှင်းခမယ်မကိတိရဲ့တော့လောကိစ္စချင်းသူမလာဘူးအဲ့ဆိုလေသူ့ဖုန်းဆက်ကြည့်လိုက်သူ့ဖုန်းဆက်မရဘူးကြာဆက်ပိတ်ထားတယ်အဲ့ဒါကျွန်တော်မသိဘူးကြာအဟုတ်နေပါအောင်ခန့်လို့လုပ်ရေးကြည့်လို့အဲ့ခင်ဗျားတို့ကိစ္စလေဗျာကျွန်တော်ကိစ္စတကားပိတ်ရမှာမကိတိမကိတိဟာဟေးဟေးမကိတိကျွန်တော်လက်စကချင်းတာရောက်လို့လိုက် ဟုတ်ပါဗျာကျွန်တော်တို့ဘာလို့ပြောလိုက်ရတာမလာတဲ့အစုံအင်ထိလိုက်လာရတယ် ဟုတ်ဟုတ် sorry ပါရှင်အိမ်ထဲမှာတော့ လူကြီးတာလည်းဒီလေကျွန်တော်တို့ကိစ္စချင်းတယ်ဒီဒီကြိုက် အော်ကျွန်တော်တို့ကဒီလိုတွေတောင်းမှမှာရှင်ကျွန်တော်တို့ဒီပါလို့ပြည်နေနေရတာပါ ရပါတယ်မကက်တီရဲ့ဘာမှမဖြစ်ပါဘူးကျွန်တော်တို့အလုပ်ကိုလက်ခံပေးရအောင်ကျေးဇူးတင်ပါတယ်အရင်ကြီးနှံ့ကြတာဘာမှမဖြစ်ပါဘူး ဟုတ်ကဲ့ပါရှင် အဲ့ဒီမကိတိကျွန်တော်တို့နေတော့ပြန်ချင်းတယ် အဲ့ဒီကိစ္စတော့ဆိုတော့ကျွန်တော်ပုံစံလေးကြောင်းကြရတာရှင် အဲ့ဒီကျွန်တော်ပုံမှန်နော် အော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ ပုံလေးစားတာနော် ပါရှင်ဟုတ်ကဲ့ ဦးညာဦးညာကျမတက်ရောက်အောင်ရှိနေပါရဲ့နဲ့ကျမမရှိဘူးလို့နေရအောင်ရှင်အဲ့လိုနဲ့ဘယ်လိုပတ်သက်နေလဲဒါမှမဟုတ်ရှင်အဲ့လိုနဲ့သိနေလို့လား မသိပါဘူး ဘာလို့ဘာလို့နေမှာလဲ ကျွန်တော်ကဒီမှာမရှိတော့ဘူး ရှင်အလောက်ကချန်တာကိုကိုချန်တော့ဆိုတော့ရှင်သိတယ်ရှင်တော်အလုပ်တွေများနေ ဟုတ်ကဲ့တော့မဖြစ်စကျွန်တော်တောင်းပါ
去搞鬼！哇塞，哇没呀，这么不成？အဲ့ဒီနဲ့တောက်တယ်အေးလာပို့ ထားမလိုက်ပါ မမလေးကိုယ်ပိုင်ကျွန်တော်ပို့ပြီးတော့ပြီမမလေးဘာသိရရှိတယ် ထားရရှိတော့ ဟုတ်မနာတော့ဘူး ဟောဒါနဲ့ပတ်သက်တာရှင်းပြလာတယ်ဒီလေးပါလေတော့ အော်မတော်တော့မမလေးကအဲကျွန်တော်လုံနေကြလုံနေတာ ပြောပါတယ်ရှင်းပြလိုက်ပါ ကျေးဇူးများကြီးပါတယ်ကျွန်တော်မောနေတော့ ဟုတ်ကဲ့အေးလာစင်ကြီးရချိုးလေးပါလေးလို့ဆိုရင်တော့ကျင်းမော်ထည့်ခိုင်းလိုက်လေ ရပါမမလေးတော့အဆင်ပြေပါတယ်ချိုးလဲချိုးပါတယ်ကျေးဇူးတင်ပါတယ်အဲ့တော့အဲ့ဒါကိုတော့ ရှင်ထင်နေလို့လားဦးညာမိသူမေရတဲ့တာချီပါလေ 你把你表演嘞，你把你表演嘞，哪里家起来带你了？你会看？ ဝန်ခံကျမဝန်ခံရမယ်အမှန်တရားဆိုတာဘယ်တော့မှကြကြဖုံးကွယ်ထားလို့မရဘူးဒီမှာကြည့်လိုက်ပါ
မိတူ ဟုတ်ကဲ့ဆရာမ အဲ့ဒီတန်ဖိုးပြစ်ချလိုက် မဖြစ်လို့လဲဆရာမရဲ့ ကဲရှာရှိပြန်ပြီ ဟုတ်ဆရာမ 就还是到一定东西，基本上才多那个。不得不，你看这个嘞，我你看他做的那种，啊，你看好啊，你到底啊，地上不么定啊，好多个定。这那个东西，基本上的东西，这我他这么给人弄，不是大家，你忙。来，我再接着。老金某，哦，干嘛嘞？弄，还没几个。老金某，ကျမတို့ဒီမှာညာအိမ်မှာစောက်လို့တော့ပါစီစဉ်ရတယ် 哦，我是吧嘞，我就说刚我我也认识他说的。 အဲ့ဒါဆိုရင်ဒေါ်ကြီးမောင်ကကျမတို့ရောက်မယ်ဆိုတော့ကြိုတင်နေပေါ့ 哦，我地方我地方吧也都。哦，妈妈嘞，就说刚刚现在。 ။ညာ။ကျမဒေါ်ကြီးမောင်နဲ့စကားပြောချက်ရှိတယ် 好。 ။ဒေါ်ကြီးမောင် 行。 အမဘယ်ကိုခရီးသွားမယ်ဆိုတာရှင်တို့မပြောသွားခဲ့ဘူးလား 我妈嘞可以出门所以，我怎么都表里表达没习惯，白路多买出来嘞，怎么没地方？ ။ဟုတ်တလုံးလုံးကြံခဲ့တာကိုတော့တတိမပေးနိုင်လား။ရှင်တို့အဲ့လောက်အလုပ်တွေများနေကြလို့လား 不吧，我怎么嘞？我这一表弟呢，等于我单位他了说， ။မမလုပ်ငန်းရှင်တရားအလုပ်ရမ်းစူးစားတယ်သူ့လုပ်တွေအားလုံးကလည်းဒီဖုန်းနဲ့ပဲလုပ်နေရတာလေ အမရေဟာအမရေမဒီကံပဲဆိုတော့ပုံမှန်လေးသူစတာမဟုတ်ဘူး။ပုံမှန်ဆက်ပဲသူ့လိုမျိုးကြတာတော့အမအံဟောသွားတယ်ဟုတ်။အံဟောသွားတာဘာမှလေးရဲ့။
မမကညီမလေးကိုဖုန်းဆက်လို့မမအလုပ်တွေရှုပ်နေတယ်ညီမလေးကိုဖုန်းဆက်ပြတာပြီးပါတယ်ကိုမမလုပ်ငန်းရှင်ကိုကြောင်းလုပ်တွေရှုပ်နေတယ်ကိုညီမတို့မေ့နေမှာမဟုတ်လားသူကအမှုပညာသမားဖြစ်ပြီလုပ်တွေရှုပ်ပြီးမမကိုပြစ်ထားပြီးတော့မမလည်းအဲ့လိုမဟုတ်ဘူးခဏလေးနေလေမမလည်းအဲ့လိုမဟုတ်တယ်လေလေနေပါလေပြန်နေကြည့်ပြန်နေမဟုတ်ဘူးလက်ကြီးအောက်မချနဲ့ဒီလိုလေးအဲ့လိုလေးနေဟုတ်ပြီလာတော့ပြီနောက်တစ်မျိုး post နောက်တစ်မျိုးဟောတောင်းတောင်းပြီအဲ့လိုမဟုတ်ဘူးဒီလိုလေးနေဒီလိုလေးနေဟုတ်ပြီလေညီမလေးကမလုပ်ချင်တော့ဘူးအဲ့လိုလေးနေအမမဖိနေနေကလာဖိနေနေထွက်လာအဲ့လိုလေးနေအဲ့လိုလေးနေဟုတ်ပြီအဲ့တိုင်းလေးမိုက်တယ်နောက်တစ်မျိုးလောက်ပါတခါနောက်ဆုံးနောက်တစ်မျိုးမိုက်တယ်ဘာလာကြည့်ဒီမှာကျန်တဘောမလည်းမလာမနဲ့ပစကြီးပြနေနေငါ့ကိုလောက်ချင်တယ်ကျန်ငါ့ကိုလောက်ချင်တယ်ကျန်အေးလာဆရာမနင်လည်းမကောင်းပါလားသူတို့ဘာမှလုံးလို့လဲ ဟိုမေးလို့လဲဘာမှအမမလုပ်မိပါဘူးဆင်မ ဘုရောမားနေပြီဒီနေ့မမအရင်စိတ်ပူနေပြီအရှင်တော့ဆိုရင်မမဘဲတော်ဘာလို့ငါတို့ဖုန်းမြဲပြောပြကြတယ် အဲ့လောက်ဒီလဲစိတ်ညစ်ပူပါနဲ့ဆရာမရေသူအလုံးမအားလို့နေပါလား ဟုတ်ပါတယ်ဆရာမရေတိတ်လဲစိုးရင်နေပါနဲ့ ဟုတ်ဘူးမင်းတို့ကတော့တစ်ခုခုကိုနေရပြီဟုတ်မင်းတို့ကိုနေမယ်လေ ဟုတ်ဆရာမတူနဲ့မိန်နဲ့ဘာကူညီပေးရမလဲယင်ရှင်တို့ရဲ့အကြံစီကိုသိလို့လေကေတီကျော်အဖြစ်ကနေကေတီဇော်အဖြစ်ရောက်တာလားဆိုတင်းမလို့ပါအခုဖြစ်နေပါမှာဒီမှာဂီတီရှိတယ်ကွာငါသူ့ကိုတွေ့ချင်တယ်ကွာရဂီတီကြည့်မို့ခုချိန်မှာဆက်ပြီးပူးွယ်ထားပြီးပါမယ်ဘုမရေကမှလည်းပြောပါတော့ကျမတို့အမညီမတွေဆုံးပြီးတဲ့နောက်ပါတို့ချင်းကိုတော့လက်ပေါ်မှာကြီးပြင်းလာတာပါတို့ချင်းကိုတော့မမယူပမာဖတ်တာမမယူပမာဖတ်တာဆိုတို့ချင်းကိုသိရမလားမမယူကူပြင်းနေပြီလို့ကျမခံစားနေရတယ်တို့ချင်းကိုပြောပါတော့မမယူပမာဖတ်တာလေပြောပါတော့မမယူပမာဖတ်တာလေမမယူမချင်တော့ဟေးကေတီပါမကေတီကြောင့်ပါမလဲညပြောတော့ညမပြောရင်ကျွန်တော်ခင်ဗျားတို့ဒီကတတ်ပါတော့ လောက်ပါနဲ့ကိုမြတ်ဘလို့ပါလဲမလေးတို့စမပြပြနော်တို့စမပြပြပါလေနော် မပြောတော့မမယူပမာလေတီတီကို
မှာလိုက်ပြီးသိနေရတယ်ဟာလေအဲ့မှာတီတီအင်းနဲ့မှာဆိုလို့ မမကြီးကဘယ်လိုမှလည်းဒီမှာကြီးလာပြီအဲ့တော့မမကြီးအားကြိုက်တယ်ဆိုတာအချင်းမောင်သိတာပေါ့ဘယ်လိုလမ်းမှာလေအိမ်ငယ်မှာဆိုလို့အဲ့ဒီဖိုက် ကဲဟုတ်ပါပြီအဲ့ဒါတီတီတောက်ပါနော်အဲ့ဒါလည်းတော့တောင်းနော်ဒါတော့ငွေတစ်တာချပြီးအိုက်ကောက်တနေရာတော့ပို့ထားလိုက်တော့ဟုတ်လို့ကေတီကေတီမြတ်ကေတီရှိလာတယ်နော်ဖုန်းဆက်ရတယ်ဖုန်းမကင်ဘူးကေတီမရှိဘူးလေကွာဖတ်သွားပြီအာမဟုတ်တာကျွန်တော်ခီးလို့တရားပြောတိုင်းဟုတ်ဩကေတီကအခုခီးသွားထွက်သွားပြီကွာဗါလေဟိုလိုမိမကားမောင်းခေါ်တာဟုတ်တယ်ဩကားမောင်းဖို့ဆိုတော့မှဒရိုင်ဘာတယောက်ရအောင်လို့အရေးပေါ်ကောက်ထွက်သွားတာကွာဘာလဲဟာငါ့ကိုယူလို့ပါဩယူလို့တော့မလို့တော့ငါလည်းမသိဘူးနော်ဟောလေအချိန်လည်းမရှိတော့ပြန်နော်ရှင်တို့မမယူဘာအပြစ်ရှိလို့ဒီတော့ရက်ဆက်ရတယ်ရှင်ဝဲလို့စမ်းရတယ်ကျမကမမရဖြစ်စီပေးနေတာပဲလေလူအသက်တစ်ချောင်းတက်ပြီးမှရလာလို့စီးစိမ်ဥစ္စာကိုရှင်တို့အရန်မမောနေရတာရှင်တို့ရန်ဝင်လို့ဖြစ်ရှင်မမယူကျမတို့တပ်ဖို့ရရင်ကျစီရတယ်နော်ရှင်တို့ရဲ့ရေးစတဲ့ရှင်တို့ရဲ့ရေးစတဲ့အဲ့လိုလေးနေအမေမဖိနေနေကလာဖိနေနေထွက်လာအဲ့လိုလေးနေအာဟုတ်ပြီအဲ့ဒါလေးအာမိုက်နော်ဘာမှမလုပ်ကြဘူးကျန်တဘုံမလည်းမလာဘဲနဲ့ပါစကြီးပြနေနေငါ့ကိုလောက်ချင်တယ်လေလာ